အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မစ္စတာချမ်းပါကျွန်တော်စီးရခွန်စနစ်နဲ့ပတ်သက်ပြီးတော့ register တင်ရတဲ့ဖုန်းတွေကိုကျွန်တော်အကြောင်းလေးနဲ့ရှင်းပြပေးမယ်ရှင်းအောင်လုပ်ပေးမယ်ကျွန်တော်ချစ်ရတဲ့ customer တွေနှစ်နာအောင်လို့ဘာဖြစ်လို့လဲဆိုတော့စင်က line တစ် line ပိတ်နေပြီးတော့တစ် line ပွင့်တယ် register တင်ရမယ့်ဖုန်းတွေဖြစ်ပြီးတော့အခွန်ဆောင်မဲ့ no ပုံစံမျိုးနဲ့ဈေးဖြတ်ပြီးတော့ပြန်ကောက်တဲ့ပုံစံမျိုးဖြစ်နေလို့ပါဒါလေးကျွန်တော်မျှဝေပေးတာပါဘယ်လိုလဲဆိုတော့အမှန်တကယ် register တင်လိုက်ပြီဆိုတော့စင်က line တစ် line ပြန်ပွင့်ပြီအခွန်ဆောင်မှာမဟုတ်ဘူးသူကအခုကင်းလို့ဖွင့်ရပြီးသားဖုန်းတွေဖြစ်တာပေါ့နော်အခုဆောင်မဲ့ဖုန်းတွေじゃရှင်းတယ်ကျွန်တော်ပြောတာ၄လပိုင်း၅လပိုင်းကဖုန်းတွေစကန်ဖုန်းတွေပဲဝယ်ပါကင်ဖုန်းတွေပဲဝယ်အခုဆောင်လိုက်မယ်ဆိုရင်ချက်ချင်း line ပြန်ပွင့်တာလို့အခုဆောင်ပြီးသားဖုန်းတွေပဲဖြစ်သွားတာပေါ့နော်ဒါရှင်းရှင်းလေးပဲပတ်စံဖြတ်ပြီးတော့တန်းပြီးတော့ဆောင်လို့ရတယ်အဲ့လိုအခုဆောင်လို့မရဘဲနဲ့ line ပိတ်နေတဲ့ဖုန်းတွေရှိတယ်ဒါ register ပြန်တင်ရတဲ့ဖုန်းတွေလို့ပြောရဘာလို့လဲဆိုတော့3လပိုင်းမှာအခုကင်းလို့ဖွင့်ရပြီးသားဖုန်းတွေဖြစ်တယ်3လပိုင်းအစောပိုင်း2လပိုင်းကလည်းအခုကင်းလို့ဖွင့်ရပြီးသားဖုန်းတွေဖြစ်တယ်ဒါတွေကline ပိတ်သွားတဲ့ခါကျတော့ register ပြန်တင်ရတဲ့ခါမှာ line ပြန်ဘာကြောင့်ပြန်ပွင့်မလာသေးတာလဲစကန်ဆိုင်တွေမှာဖြစ်ပြန်အောင်တဲ့ခါကျတော့ဒါ line ပြန်မပွင့်တော့ကောက်တဲ့ခါကျတော့လည်းမကောက်ရဲခဲ့ကြဘူးဗျာမကောက်ရဲတဲ့ပုံစံမျိုးပြင်ဈေးနှုတ်ပြီးတော့ကောက်ရတဲ့အခြေအနေမျိုးတွေရှိတယ်ဗျာပြီးတော့အခွန်ဘိုးတွေနှုတ်ပြီးတော့ပြန်ကောက်တဲ့ပုံစံမျိုးဖြစ်တယ်ဗျာဒါမျိုးတွေမဖြစ်ရလေအောင်မနစ်နာအောင်ကျွန်တော်ကဒါမျှဝေပေးတာပါကျွန်တော်တို့လုပ်ခဲ့တဲ့ပုံစံမျိုးလေးဒါ share ပြန်ပြောပြပေးမယ်ဒါမျိုး register အလုံးတွေတော့ကျွန်တော် register တင်ပြီးပြီဘာလို့ line ပြန်မပွင့်လဲဆိုတော့ကို register တင်လိုက်တဲ့ဖုန်းကမပုံနေနေခဏမပြီးမတာတွေမပုံနေမထင်မရှားဖြစ်တာတွေဆိုရင်ဒါ reject ပြတော့နောက်တစ်ခါပြန်ပြီး register ပြန်တင်ရတယ်ဒါမျိုးတွေမသိတဲ့လူတွေကမတင်ဖြစ်တဲ့ခါကျတော့ line ပြန်ဖို့မချင်းကြီးကြာရော line နဲ့မတက်ရောအဲ့ဒါကျွန်တော်တို့ခွန်ရုံးကိုသွားတင်ပါတယ်လမ်း60 101A မှာခွန်ရုံးရှိပါတယ်အဲ့စီးရခွန်ရုံးမှာသွားပြီးတော့ register ပြန်တင်ခိုင်းပါပြင် form ဖြည့်ပါသူတို့ဘက်က register ပြန်တင်ခိုင်းပြီးတော့ form ဖြည့်ပြီးတော့အတည်ပြုပေးလိုက်မယ်ဆို48နိုင်အတွင်းတိုင်ပြန်ပွင့်ပါတယ် line တွေပြန်ပွင့်ပါတယ်ဒါမျိုးတွေမနစ်နာရအောင်ကျွန်တော်ရှင်းပြလုပ်ပေးတာပါကျွန်တော်ရဲ့ share တဲ့ customer မနစ်နာစေချင်လို့ဒါမျှဝေပေးတာပါသိချင်တာရှိရင် comment အောက်မှာလာရောက်မေးမြန်းလို့ရတယ်လို့အသေးစိတ်ကိုလည်းကျွန်တော်ကိုဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်